အားလုံးမင်္ဂလာပါဒီနေ့ကတော့ဟာကာသားတယောက်ပြောတဲ့စကားပေါ့နော်သူကတကယ် CNA ZF ကိုထောက်ခံနေတဲ့လူတိုးတော့ CNA ရဲ့လို့ရကိုသူမကြိုက်တော့လို့သူကပုံလင်းပြောသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့သူပြောတဲ့ဗီဒီယိုကအရန်ရှိတဲ့အတွက်ကြောင့်မပြောတော့ဘူးပေါ့နော်ကျွန်တော်နားထောင်တော့ပြောမယ်ဒါပေမဲ့မနေ့ပြန်သူပြောတဲ့ဗီဒီယိုပြန်တင်ပေးမယ်ဟာခါစကားနဲ့ပဲသူကပြောသွားတယ်ဘာလို့ဆို CNA ပါတဲ့ကျွန်တော်တို့ကအားကိုလုံးလို့တဲ့ပိုက်ဆံတော့ထဲတာကြားတယ်တဲ့ဟိုးအဲ့လိုအထူးပေးတယ်အမျိုးမျိုးပေါ့နော်ကျွန်တော်က CNA ပေါ်ပေးလာတာကအခုချိန်ထိပဲတဲ့တိုးတော်လဲတဲ့ CNA ကတကယ်တမ်းချင်းပြင်းနေစီးလုံးမှုကိုမလိုချင်ဘူးတဲ့သူတို့စားဖို့တောက်ဖို့လောက်ပဲတည်နေတယ်တဲ့လိုက်အချင်းတောင်မှပြဿနာရှာတယ်ပြီးမှချင်းလူမျိုးမှလည်းပြဿနာအများကြီးဖန်တီးတယ်တဲ့ဟာခါသားပြောတာနော်သူကဩစတြေးလျမှာရောက်တယ်သူကဩစတြေးလျမှာရောက်တယ်သူရောက်တဲ့နေရာကအစနေရအတိအကျသူပြောသွားတယ်မချင်တဲ့လူ CNA အကြောင်းပြောလို့မချင်တဲ့လူရှိနေငါ့ကိုတက်လာပြောပါတဲ့ငါလဲ CNA ကိုထောက်ခံလို့ CNA ကိုပိုက်ဆံပေးလာတာကနစ်အများကြီးရှိနေပြီတဲ့နော်သူပြောတာဟာခါသားပဲသူပြောတဲ့စကားကိုနည်းနည်းနားထောင်မယ်သူစကားအရန်ရှည်လို့လေအဲ့ဒါကြောင့်ကျွန်တော်ဗီဒီယို7 minutes ဆိုတော့လေသူပြောတဲ့ဟာနဲ့မရဘူးဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကနားထောင်ပြီးသားဆိုတော့မယုံကြမှာဆိုလို့ကျွန်တော်ကသူစကားပြောတော့နည်းနည်းနားထောင်ခိုင်းမယ်ပေါ့อันเจอบักละว่าจนตะคันลักทันมี2 อันอาซามทันมี2 อันอาซามทันมีเฮโหลฮะละกันกะฮะละหันทีนะอันไว้นะงอมละวันตัวฮะละมาเลเซียตัมปีอาซามมีกะไทเอมันอันมี2 กะชิมขอသူပြောတာ CNA ကြောက် CNA ဘနာမည်ကြားတာနဲ့ကြောက်လွန်းလို့လူတွေက CNA ရဲ့ next step မှုတွေမကောင်းတဲ့မှုတွေကြောက်လွန်းလို့အခုမလေးရှားမှာလဲထွက်သွားတဲ့လူတွေတလပုံတစ်ခေါင်းကြီးပဲတဲ့လူငယ်တွေမလေးရှားမှာလဲထွက်ပြေးကြတာအများကြီးပါပဲတဲ့ဒါဟာခါတာပြောတာတော့ကျွန်တော်ပြောတာမဟုတ်ဘူးနာဒူရှိရှိရမင်းကချင်ပြနာလားမင်းတို့ကြိုက်ရင်အဲ့ထွက်ပြေးသွားတဲ့လူတွေအများကြီးကျွန်တော်သိတယ်တဲ့သူတို့နာမည်တော့ကားစားကျွန်တော်ပြောလို့ရတယ်တဲ့လေတော့ငါစီနေလေ CTF ပါကြောက် CNA နဲ့ CTF တဲ့ဟစ်လုခင်အန်ရေထေရလ်တုကလိုက်မီချာရန်21စီဒီကမ်ပီ21စီသူပြောတာတော့ချင်းလို့မပြောဘူး line လို့ပဲပြော line လူမျိုးတွေကိုကိုညီပန်ပိုးတဲ့လူ line လူမျိုးတော့ရက်တည်နေတဲ့ CDF တွေကိုပါဖြစ်လို့ဒီလောက်ကျွန်တော်တို့အပြစ်ဖို့နေတာလဲတဲ့စီရောမနှုံးနေရှင်းနေဖန်ဒူလောသူပြောတယ်လေကျွန်တော်လူငယ်တွေက CNA ပေါ်တကယ်မကြိုက်ဘူးတဲ့မလေးရှားဆမ်ခလိုမိုင်းဒီမလေးရှားမှာကုန်ထပ်ပြေးလာကြတာကျွန်တော်တွေ့တာအများကြီးပဲတဲ့ဆမ်ခလိုမာကန်ဒမန်ဒီရကမ်လောCNAမှာရက်တီဖို့လူအရန်နေလာပြီတဲ့အန်တိုမန်รู้ว่าดิ้งตัมพิอุมอีกันนาวปาซองกันนาวฟาซองวันฮุบသူပြောတာသူ့ရဲ့ညီလေးတွေသူအမျိုးတွေပေါ့ဟာခါဖက်ကသူဟာခါဆိုတော့ဟာခါဖက်ကသူအမျိုးတွေပေါ့သူညီလေးတွေတောင်မာတဲ့တော့ဆိုချေဖပါအမင်းဇဘန်ဖိလ်ချမ်သူတို့နာမည်တော့မပြောသေးဘူးလို့သူကလက်ရှိမေပြည်မှာရှိရဲ့အထဲမှာထပ်ပြေးတဲ့အထဲမှာလည်းပါတာပေါ့ချင်ပါဆောင်စီနေအန်ဟိုလေနေဒူဘီတေပိုနေအဝိခတ်လုံဇွန်တရအန်လုံဇွန်တရနာလာအန်ဝကလထရေနင်းမန်လောဝင်ထရေနင်းကိုင်မန်လောဝင်နူလပန်န်လာမလန်ရှင်းလောက်ရှင်းနေချင်CNA ခေါ်သွားတာပေါ့သူတို့က training တက်တာလည်းမဟုတ်ဘဲနဲ့သူတို့မိပါတွေကလည်းပြန်ခေါ်လို့မရအောင်သူတို့ CNA မကြိုက်ဘူးပေါ့နော်အမျိုးမျိုးသူတို့ဟာခါထဲမှာနော်ထန်တလန်ဟာခါထဲမှာอันมาตีนันดักชวกชานินดักซามชานีบุงขวดอันนั้นหลักเรียงบุงความมานี่เลยสุราบังเละอันห้องโหลฮะเลยอันมาเมนงอันตีโคจีนฮะแล้วอันไกลโคจีนฮะแล้วว่าอาซิมันไอไซโลมีอินเดียไซเกล
kanu le cycle in the cycle see 对了သူတို့ကလူကိုမဖမ်းနိုင်တော့တဲ့ဘာမှမဆိုင်တဲ့အိန္ဒိယနိုင်ငံမှာဝေတဲ့ကျွန်တော်တို့ရဲ့ဆိုင်ကယ်တွေပါတယ်ကအစဖမ်းပေးလိုက်တယ်တဲ့ CNA ကရုပ်မာချက်ကိုဒီမှာဟာတာကိုတရားပြောတာ ni Victoria kema klang lo sakhana ne kalpi le van hum ni van tlan sen ti hi cycle henan fear mo si ဆိုင်ကယ်တွေတော့ဝီတိုရီယာကဲမှာခေါ်တော့တယ်အဲ့ဒါကိုပြန်ဟိုဘာလဲပြန်ပြီးမှလာရွေးဖို့အတွက်ထိ CNA ကပြောတယ် mon ne hlan mo si ra kan fiao ndu bak lai lo si ne tun liu si ne cha man ka thomi kai chiar tuk atu nurim sima chun melbourne ka fala jong dang dang jong si ne cha kan thau bak ti la lo ti min tam tuk man chol chang a chet tuk ti ka chun မဟုတ်ကျွန်တော်ကပမာနဲ့မပြောတော့ဘူးချင်းလူမျိုးတွေက CNA အဲ့လောက်ထောက်ခံနေကြတယ်ဆိုတော့ဟာခါတာပြောတဲ့စကားနားလည်ကြမှာပါကျွန်တော်ပမာနဲ့ပြန်ရှင်းပြဆဲတော့မလို့ဘူးပလဲဝါသားတို့ငါလုံးမာသားပလဲဝါသားတို့မင်းသားသားတို့မတူပီသားတို့ဟာခါစကားနားလည်မှာပါအဲ့တော့ပြန်ပြီးမှစကားပြန်မလုပ်ပေးတော့ဘူးနားထောင်ပါနော် kan chol chang kan rin hao kan rin hao chung lei jong ni ra kap lo bo pol chol chang he rin hao khote ya churuanga india cycle kanula cycle kha van hupta aslo tia tha te nan ti ko na en anula pa kan silo tia tha te en ti ko na in zai ruanga nan la nan fear mo si ma nan lan ta si rakan chimo aran nang dak pe hao cycle pa khadronga CNA pa khachol chang achat lo ronga CNA pa ni pa tum chol chang achat lo ronga thel tam pi ho kho mi se he atu mana hin CNA tam tuk bom kan du e to la thong ha jong bom don du tuk ko thong gul jong kan nei leo ating chiang hani kan nei leo bom ko du tuk te je ronga ka bom du ti lo nan chol chang ni chet ronga si chu အဲ့ဒါမမနဲ့လည်းပြောမယ် CNA ငါတို့ကဒေါ်လာ1000ပဲရှိရှိနဲ့1000ပဲပြကူညီလို့ရတယ်တဲ့မင်းတို့ရဲ့အချင်းစာရိတ်တာမကောင်းဘူးအဲ့ဒါကြောင့်ငါတို့မကူညီချင်တာတဲ့အဲ့ဒါလိုက်တာတော့ပြတော့ပြောနေပြီသူတို့အချင်းချင်းနဲ့အကြောင်းကိုသူတို့အကုန်လုံးနားလည်နေပြီချက်နားထောင်ရအောင် chom chom kan si trong saban tu kan phai sa hol chomin au mi ta pung kan si ti mi ruana khan nei lawi thei lawi ba ba tu သူပြောတာတရောင်းစားလို့ပိုက်ဆံတွေတပုံနဲ့အတူတူနဲ့ဖြစ်နေတယ်ဆိုတော့ခင်ဗျားတို့နားမလဲသေးဘူးအခုချိန်သေးတယ်မာနာပေါ့သူပြော we salen to ke khote kan chol changa chan thalo khote bung khuati na khri velo au ka tha kho boy shim zum azum zum loading sin en CDF ne bung kho boy le bang cha sak shal ki mi phezer phete ban tu ka se churonga van zum shim lao ban zum lao ne zum swala ဟာခါတာကိုတိုင်ပြောတယ် CNA CNF ကိုမယုံကြနဲ့တော့လုံးဝမယုံကြနဲ့တော့သူတို့ကိုတိုင်ရသိတယ်ဘာလဲဆိုမျက်စိစုံမိတဲ့လူတွေကပဲမသိတာအဲ့တော့ဒီဗီဒီယိုအစကနဲ့အဆုံးအထိအားကစကားနားလဲတယ်ဆိုတဲ့လူတွေရှိရင်ကျွန်တော်တင်ပေးမယ်မနေ့ပြန်ပေါ့ဒီညကျတော့သူ့ရဲ့စကားပဲနားထောင်နေတဲ့အခါကျတော့ကျွန်တော်ကအများကြီးတော့မပြောဘူးကျွန်တော်ကဒီလိုကြားဖြက်ပြောနေတာတခုပဲရှိတယ်တကယ်တမ်းကျတော့ CNA ဆိုတော့ဘာကောင်လဲဆိုတော့သူတို့လူမျိုးကိုတိုင်ကမကြိုက်တော့တဲ့နောက်ဆုံးအဆင့်ရောက်သွားပြီဆိုတာကိုခင်ဗျားတို့တီးဖို့အတွက်ပြောနေတာဖြစ်တယ် tu a hen kale kan ul kan naw chiu khi zaida an si misu som nan de na ula na ram dang atam pi mi kan CNA cha tang kai tuk mi song kan CNA cha tha jang pe tuk mi song kan na chol chang ne nga chet tuk a chun hi ga han tha jang a zor sul la tha သူပြောတာလဲအယမ်းမှန်တယ် CNA ရဲ့ကိုအားပေးနေတဲ့လူတွေနိုင်ငံခြားမှာတလပုံရှိတယ်တဲ့ CNA ကိုထောက်ပတ်ကူညီတဲ့မဲ့လူတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့မင်းလို့ရကအလုံးဝမမှန်တော့ဘူးဒါကြောင့်ဘယ်သူမှမင်းအပေါ်မှာယုံကြည်မှုမရှိတော့ဘူးတဲ့ဒါဟာကာတာပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးနော် Okay